Hello အားလုံးပဲမင်္ဂလာပါခင်ဗျာခွန်ဒီတခါတော့ဟန်နွိုင်းမြို့ရောက်ခဲ့ပြီဆိုရင်မဖြစ်မနေစမ်းစီးကြည့်တဲ့ဟန်နွိုင်း City တို့လို့ခေါ်တဲ့ City Bus ပေါ့နော်ဒီဥစ္စာလေးကိုစမ်းပြီးစီးပါပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲခွန်နဲ့တူတူလိုက်ခဲ့ပြပါဦးနော်ဒီဟာလေးကတော့လက်မှတ်လေးပေါ့နော်လက်မှတ်လေးကိုတော့ခွန်ဒီနေရာလေးကနေဝယ်ရတာပါပြီးရင်တော့ခွန်တို့ကားပေါ်တက်ခဲ့တယ်ပေါ့နော်ကားပေါ်မတက်ခင်နေပူတဲ့အခါဒီလိုမျိုးခမောက်အထုံလေးကိုယူဆောင်လို့ရပါတယ်ခင်ဗျာအခမဲ့ဆောင်လို့ရပါတယ်ပြီးသွားရင်တော့ကိုစင်းတဲ့အခါကျရင်တော့ပြန်ပြီးတော့နေရာလေးမှာပြန်ပြီးထားပေးရတာပေါ့နော်ဒါ12နာရီပေါ့နော်12နာရီဆက်ဆုံးပါပါပြီးတော့အပေါ်ထပ်မှာထိုင်မယ်ဆိုရင်အရှိဆုံးတန်းလေးနေရာလေးမှာထိုင်မှုတက်ကိုကတော့အကြံပေးရပေါ့နော်အဲ့ဒါမှ view ကောင်းကြကြဝန်းမြင်ရမယ်ပြီးကိုရှိမှမတက်ထိုက်တဲ့လူတွေမရှိတော့ဘူးပေါ့နော်ဒါလေးကလက်မှတ်ပါဒီလက်မှတ်လေးမှာဆိုရင်တော့ဒီမှာလမ်းညွန်လေးလက်ပါတယ်ပေါ့နော်အဲ့ဒီလမ်းညွန်လေးထဲမှာဆိုရင်ဘယ်နေရာပြီးရင်ဘယ်နေရာသွားမယ်ဆိုတာဟာလေးကိုနံပါတ်တစ်ကနေပြီးတော့သူတို့အစင်လိုက်ပေါ့နော်နံပါတ်73နေရာထိရှိရပေါ့နော်သူတို့ရက်ပေးမဲ့နေရာအဲ့ဒါလေးတွေပြထားပေးပါတယ်ခင်ဗျဒီနေရာလေးကတော့ဒါကားဆတ်ထွက်မဲ့ဥကွာတာနေရာလေးပဲဖြစ်ပါတယ်ခင်ဗျကဲအခုဆိုရင်တော့ခွန်စီးမဲ့ဒီတိုးကားလေးကတော့နှင်ကဆက်နိုင်အတိမှာစပြီးတော့ထွက်ပြီပေါ့နော်ခွန်စီးရဲ့နေ့ကတော့ဂျာရက်ကြီးဖြစ်တဲ့ကြောင့်မလို့ဒီဟွန်ကင်လိတ်နာကနေပြီးတော့ပေါ့နော်ကားဆက်ထွက်ပါတယ်ခင်ဗျာဒီ Uniqlo ဆိုင်ရပေါ့နော်ညဘက်ဆိုရင်အရန်လှတယ်မီးကိုထင်ထင်လင်းနေရပေါ့နော်အဲ့ဆိုင်လေးကိုလည်းညဘက်ကိုလာပြီးတော့အဲ့ဆိုင်ရှိမှာတပုတ်ရိုင်မှုမမေးနဲ့နော်ဒါကတော့အခုခုတော့ကတော့အိုးကွက်တာကနေပြီးတော့စပြီးထွက်ပါတယ်ခင်ဗျာစထွက်ချင်းကတော့ပေါ့နော်ဒီမျိုးတွေကဆော့တာမို့လို့ကားလေးရဖြည်းဖြည်းပဲစပြီးထွက်ပါတယ်ခင်ဗျာပြီးတော့ခွန်းတို့ကိုနှစ်ချက်ကလေးတရားတစ်ခုစီပေးရပေါ့နော်ဒီနှစ်ချက်လေးနဲ့ဒီအပေါက်လေးထဲမှာထိုးထည့်ပြီးတော့ကိုနားထောင်ခြင်းနဲ့ဘာသာစကားကိုရွေးပြီးတော့နားထောင်သွားလို့လည်းရတယ်ပေါ့နော်အဲ့ဒါလေးကအရန်အဆင်ပြေပါတယ်ခင်ဗျာအခုဆိုရင်တော့သူတို့ guideline ညွှန်စာရွက်ထဲမှာပါတယ်ပေါ့နော်နေရာလေးတွေကိုတစ်ခုပြီးတစ်ခုစတင်ပြီးတော့ထွက်နေပါပြီခင်ဗျာအခုသွားနေတဲ့လမ်းတစ်လျှောက်မှာလည်းကွန်ပျူတာလှလေးတွေမြင်လို့သွားပြတ်ထိုင်နေတယ်ဆိုရင် location လေးတွေမှတ်ထားဖို့မမေ့နဲ့နော်ကဲအခုဆိုရင်တော့ဟန်နွိုင်းမြို့ရဲ့အထင်ကြီးနေရာတစ်ခုလို့ပြောလို့ရတယ်ဟိုချီမင်းရဲ့ဂူဘိတ်မန်နာရောက်သွားပြီပေါ့နော်အဲ့နေရာလေးကိုလည်းသွားဖို့မမေ့နဲ့နော်လမ်းလျှောက်ပြီးတိတက်တစ်ခေါက်သွားတဲ့နဲ့ဒီတိုကာစီရနေတယ်မလို့တော့ဘူးပေါ့နော်အဲ့နေရာမှာဓပုတ်နေရိုက်ဖို့လည်းလုံးဝမမေ့ပါနဲ့အရန်ပဲလှတဲ့ရင်ချင်းကြီးလို့ပြောလို့ရတယ်ပေါ့နော်ပြီးတော့အဲ့ဟိုချီမင်းရဲ့ဂူဘိတ်မန်ရဲ့အရှိမလေးဒီမှာသူတို့နိုင်ငံအစည်းအဝေးတွေကျင်းပတဲ့အဆောက်အဦကြီးအကြီးတစ်ခုလည်းရှိပါသေးတယ်ခင်ဗျပြီးတော့ Wesley ရဲ့ရှိတဲ့မှာရှိတယ်ကန်ရင်တကန်ရှိရပေါ့နော်အဲ့ကန်မှာဆိုရင်ညဘက်ဆိုရင်အဲ့ဘဲလီလေးထဲမှာအတွဲလေးစီးကြတာအများကြီးပဲပေါ့နော်အဲ့နေရာလေးကိုလည်းသွားညဘက်ကလေးကိုသွားပြီးတော့ဘဲလီလေးသွားစီဖို့တော့ကိုခွန်းကအကြံပေးပါတယ်ခင်ဗျာအခုမြင်တွေ့နေရတော့ဒါခုနလိုက်ကာကဖေးဆိုင်နဲ့ဒါ Wesley ကြီးပေါ့နော်ဒီ Wesley ရဲ့နားမှာဆိုရင်လည်းလိုက်ကာကဖေးဆိုင်မှာ coffee လေးတောက်ပြီးွားရင်အဲ့အရှိနားမှာရှိရဲ့နိုင်ငံကိုကာကွယ်တဲ့ဖျားဆိုတဲ့ဖျားလေးတစ်ခုဖျားเจ้าတစ်ခုရှိရပေါ့နော်ဒီဖျားเจ้าကြီးပေါ့နော်ဒီဖျားเจ้าကြီးကိုလည်းတွားလည်ဖို့အတွက်မမေ့ပါနဲ့ခင်ဗျာကဲနောက်ထပ်မဖြစ်မနေသွားတဲ့နဲ့ဒီပန်းလန်းလို့ခေါ်တဲ့ဒီလန်းလေးကိုလည်းရောက်ခဲ့သေးတယ်ပေါ့နော်အဲ့ပန်းလန်းလေးမှာဆိုရင်ခုနဟန်နွိုင်းရောက်ပြီဆိုရင်အနောက်ကပန်းသေးတွေကို background ထားပြီးတော့ပေါ့နော်နောက်ခံထားပြီးတော့ရိုက်ကိုရိုက်ရတဲ့နေရာလေးတနေရာရှိရပေါ့နော်အဲ့နေရာလေးကတော့ဒီလန်းလေးမှာရှိရပါအဲ့တော့ဒီလန်းလေးကိုလည်းတွားလည်ဖို့အတွက်ခွန်ကအကြံပေးပါတယ်ခင်ဗျာဒီလန်းလေးကတော့ပြောရမယ်ဆိုရင်ဒါစစ်တပ်ဝင်းလို့ပြောလို့ရတယ်ပေါ့နော်စစ်တပ်ဝင်းထဲမှာရှိတဲ့ကြောင့်မလို့အဲ့ဝင်းနဲ့အဲ့လန်းတစ်ဝိုင်းနားမှာရှိရအဆောက်အဦတော်များများကသူတို့ဒီပြင်သစ်ခေတ်ကကျပြင်သစ်တွေစောက်ခဲ့တယ်ပေါ့နော်အဲ့အဆောက်အဦအဟောင်းကြီးတော်များများနဲ့အရန်လှပတဲ့လမ်းလေးတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာခွန်ကတော့ဒီလမ်းလေးမှာဓပုံတော်ရိုက်ဖို့တကယ်ကိုအကြံပေးရမလို့ရောက်ဖြစ်ရင်ဟန်နွိုင်းမြို့ကိုရောက်ခဲ့မယ်ဆိုရင်ရအောင်ကိုသွားခဲ့ပါခင်ဗျာအခုမြင်တွေ့နေရတဲ့အဆောက်အဦကြီးပေါ့နော်ဒါဗီယက်နမ်နိုင်ငံရဲ့ပထမဦးဆုံးဒါတက္ကသိုလ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီတော့ဒီထဲမှာဆိုရင်ပညာရေးနဲ့ပတ်သက်တဲ့သူတို့ရဲ့အကြောင်းအရာတွေကိုအများကြီးပြသထားရဖြစ်ပါတယ်ခင်ဗျာအဲ့ဒီတော့ခွန်ကတော့ဒီနေရာလေးကိုလည်းရအောင်သွားလည်ဖို့အတွက်ခွန်ကတော့အကြံပေးပါရစေတကယ်ရအောင်သွားခဲ့ပါအထဲမှာကိုအိုးဝိုးကနေဝါကနေဖြတ်သွားမယ်အကြောင်းအရာတွေအများကြီးပဲရှိပါတယ်ခင်ဗျာဝင်ကြီးရတော့တရက်ကို4000လောက်မသိပေးရတယ်ပေါ့နော်ဒါပေမဲ့ပေးရတဲ့ဈေးနဲ့တန်အောင်ဘုရုတတွေအများကြီးလည်းရသွားတယ်ပေါ့နော်ဟန်နွိုင်းမြို့လေးရတော့ပေါ့နော်ဘယ်နေရာပဲကြည့်အရန်ထားတဲ့အဆောက်အဦတွေနဲ့တစ်ပင်တွေနဲ့ပြည့်နှက်နေတဲ့မြို့လေးတစ်မြို့လို့ခွန်ကတော့ခံယူပါတယ်အဲ့တော့ခွန်ကတော့ဒီအခုလောဆယ်ကိုနေရဲ့ဒီဟန်နွိုင်းမြို့လေးကိုအရန်ပဲသဘောကျပါတယ်ခင်ဗျာအခုမြင်တွေ့နေရတဲ့နေရာလေးကတော့ဒါ Opera House လို့ခေါ်တယ်ပေါ့နော်တောက်ကြစနေတနင်္ဂနွေဆိုရင်တော့ဒီနေရာလေးကနေစပြီးစီးရတာပါကျန်တဲ့ရက်တွေဆိုရင်တော့ခုနစစီးရဲ့နေရာနဲ့စီးရတာပါအဲ့ဒါလေးတစ်ခုကိုတော့သတိထားဖို့လိုရယ်နော်မဟုတ်ဘူးဆိုရင်ကားစစီးရမယ့်နေရာပျောက်နေလိမ့်မယ်ခင်ဗျ
အခုတော့ဒါအိုးကွာတာနာကပွန်ကန်လေးနာပြောင်းလာပြီပေါ့နော်ဒါခုတို့စီးတဲ့နေရာလေးကလည်းတနက်ခုတို့စီးတဲ့အချိန်ကြာချိန်လေးကလည်းတနာနီးပါးလောက်ဖြစ်သွားပြီပေါ့နော်သူကအဲ့တူတို့လမ်းညွှန်ဆိုင်မှာပါတဲ့နေရာလေးတစ်ခုကိုရောက်တိုင်းကို2မိနစ်3မိနစ်လောက်ရက်ပေးရပေါ့နော်ဓာတ်ပုံလေးရိုက်လို့ရတဲ့ကားပေါ်ကနေပြီးတော့ပေါ့နော်ကားပေါ်ကဆင်းလို့တော့မရပါဘူးခင်ဗျအဲ့ဒီတော့ခွန်ကတော့တကယ်လို့ဟန်နွားရောက်ခဲ့မယ်ဆိုရင်ဒီစီတီတိုဟနွိုင်းစီတီတိုကားကိုစီးဖို့အတွက်ကိုခွန်ကတော့အကြံပေးပါတယ်တနအီအတွင်းမှာပေါ့နော်တကယ်အထင်ကြီးရနေရာတွေအကုန်လုံးကိုစုံအောင်ရောက်သွားရလို့ခံစားရပါတယ်ခင်ဗျာပြီးတော့မှကိုကြက်တဲ့နေရာလေးတွေကိုထက်ရောက်ရှိထပ်တွေ့ထပ်သွားခြင်းတယ်ဆိုရင်တော့တိတက်ထပ်သွားဖို့အတွက်ကိုခွန်ကအကြံပေးပါတယ်ခင်ဗျာအဲ့ဒီတော့အခုခွန်ရဲ့တနေ့ကဟနွိုင်းစီတီတိုစီးရဲ့ vlog လေးကတော့ဒီမှာပဲဆုံးသက်လိုက်ပါပြီခင်ဗျာဘိုင်ဘိုင်